လူတွေအားလုံးနှင်းနှင်းချိုက်ချိုက်အိပ်ပျော်နေတဲ့အချိန်အိမ်တအိမ်လုံးပြားကျသွားနိုင်တဲ့ဘေးအန္တရာယ်ကြီးကတိတ်တဆိတ်ရောက်ရှိလာခဲ့ရင်ဘသူကများကဲတင်နိုင်ပါလဲဒီနေ့မှာတော့လူသားတစ်ယောက်ရဲ့အသက်နဲ့မိသားစုကိုငွေမပေးနိုင်တဲ့တစ္ဆာတရားနဲ့ကဲတင်ခဲ့တဲ့ခွေးလေးတစ်ကောင်အကြောင်းတင်ဆက်ပေးသွားမှာပါမင်္ဂလာပါခင်ဗျာကျမတို့ရဲ့ KK Story Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရေးလေးလိုအမိရတဲ့တစ္ဆာရှိခွေးလေးတစ်ကောင်ကသူ့ရဲ့သခင်သူရနဲ့မိသားစုကိုမိဘေးကနေဘလို့ရေးရေးဝဝန့်ကဲတင်ခဲ့တယ်လဲဆိုတဲ့စိတ်လှုပ်ရှားစရာဇလံလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်တခါတုန်းကတောအုပ်အစွန်းကအိမ်လေးတစ်လုံးမှာသူရဆိုတဲ့ကောင်လေးနဲ့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းရဲလေးလိုအတူတူနေထိုင်ကြပါတယ်ရဲလေးဟာသူရအပေါ်အယမ်းသစ္စာရှိသလိုအိမ်ကိုဘေးအန္တရာယ်ကနေကာကွယ်ဖို့လဲအမြဲအသင့်ထင်နေတတ်တဲ့ခွေးလေးပါသူ့ရဲ့ထူးခြားတဲ့အကြားအာယုံနဲ့အနံ့ခံအာယုံကတခုခုထူးခြားတာနဲ့အမြဲစူးစမ်းနေတတ်တာပါတညမှာတော့လေပြင်းတွေတိုက်ခတ်နေပြီးလူတွေအားလုံးအိတ်မော်ကြနေချိန်မှာမီးဖိုချောင်းထဲကအဝတ်စားလေးကနေတဆင့်မီးစတင်လောင်ကျွမ်းပါတော့တယ်မီးဖိုးနံတွေကတအိမ်လုံးပြန့်နှံ့သွားတဲ့အထာရဲလေးဟာတခုခုမှားနေပြီဆိုတာချက်ချင်းသိလိုက်ပါတယ်။သူမီးဖိုချောင်းကိုပြေးသွားပြီးမီးတောင်တွေကိုမြင်တဲ့အခါအကျယ်ကြီးဟောင်ပါတော့တယ်။ဒါပေမဲ့သူရတို့မိသားစုကတော့နူးမလာခဲ့ပါဘူး။ရဲလေးဟာလက်မလျှော့ပဲအပေါ်တက်ကသူရရဲ့အိတ်ခမ်းလေးကိုပြေးတက်သွားပါတယ်။သူရရဲ့မျက်နှာကိုရက်ပြီးသူခြုံထားတဲ့ဆောင်ကိုသွားနဲ့ကုတ်ဆွဲကအားကိုတကြီးနိုးပါတော့တယ်။သူရနိုးလာတဲ့အခါရဲလေးကမီးဖိုချောင်းဘက်ကိုပြေးလိုက်သူရစီပြန်လာလိုက်နဲ့အချက်ပြဟေလူသူရဟာမီးလောင်နေတာကိုသိရှိသွားပါတယ်သူရကသူ့အမေအတူတူအားလုံးဝိုင်းဝန်းငိမ့်သက်လိုက်တဲ့အတွက်အိမ်ကြီးမီးလောင်မသွားရင်အချိန်မီတားဆီးနိုင်ခဲ့ပါတယ်မီးငိမ့်သက်ပြီးတဲ့နောက်သူရဟာရဲလေးကိုချစ်ချစ်ပါအောင်ဖတ်ထားပြီးသူ့ရဲ့သစ္စာရှိမှုကိုချီးကျူးခဲ့ပါတယ်တရိရှန်လေးတွေရဲ့သစ္စာတရားဟာတကယ်ကိုအံ့ဩဖို့ကောင်းလာပါတယ်ဒီဇလန်လေးကိုသဘောကျတယ်ဆိုရင်ကျမတို့ရဲ့ဗီဒီယိုကို like လုပ်ပေးပြီးနောက်ထပ်စိတ်ဝင်စားစရာဇလန်တွေကိုနားဆင်ဖို့ subscribe လုပ်ထားကြဖို့မမေ့ပါနဲ့ဦးနော်ကြည့်ရှုပေးသူတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်